ဘုရားဘာသာဝင်တွေကအကျင့်ပါနေတော့ဆူတောင်းမြေဖះတွေ့ရင်ဆူတောင်းလိုက်သေးတာစီးပွားရေးဆင်ပြေပါစေအကြံဉာဏ်တွေအောင်မြင်ပါရစေအကြံနေတာအကုန်အောင်တော့ကတော့ဒုက္ခရောက်မှာပဲဘာတွေကြံမှမသိတာနော်စိတ်သားတိုင်းကိုပါပါရစေဆိုဒုက္ခရောက်မှာပေါ့အရက်ထဲခွေးတဲ့စီစိတ်သွားတိုင်းသာကိုပါနေပဲဆိုဒုက္ခရောက်စိတ်သွားတိုင်းကိုပါလို့ကမဖြစ်ဘူးလေမဟုတ်တဲ့နေရာရောက်တော့ဖန်ခါမှာပေါ့စိတ်ကမဟုတ်တဲ့နေရာရောက်စိတ်ဆိုတာသွားကြသွားတယ်လေအကောင့်ထဲမပေါ်တော့ဘာမမြင်ရအောင်ကိစ္စမရှိဘူးကောင်းထဲပေါ်လို့ရှိရင်ခွေးတောင်အဟောင်းခံရအောင်အဲ့တော့စိတ်သွားတဲ့ကိုပါဆိုတဲ့ဆူတောင်းမြင်သွားတောင်းမနေနဲ့ရလဲရမှာမဟုတ်ပါဘူးတောင်းလို့အဲ့တော့အကြောင်းတရားတွေကိုစီဘူးအထုံးမှာအကျိုးဆိုတာရတယ်ဒါမို့စာပေကျမ်းဂန်ထဲမှာဟိတနဲ့ဒုက္ခဆိုတာတွဲဖက်ဖော်ပြထားတာဖြစ်တယ်ဟိတဆိုတာအခြေအနေကောင်းစေတဲ့အကြောင်းတရားကိုဟိတဒုက္ခဆိုတာအဲ့ဒီအခြေအနေကောင်းဟိတကြောင့်ရလာတဲ့အကျိုးလို့သူတို့ဆိုလို့တယ်ဟိဒုက္ခတကာရဏဟိတံဒုက္ခရဲ့အကြောင်းတရားသည်ဟိတတတဖလံဒုက္ခံဟိတနဲ့ဒုက္ခကိုစာပေကျမ်းကမှာလို့ဖွင့်တယ်ဒါဝိပင်္ဂမူလတိကာဆိုတဲ့ကျမ်းမှာဖွင့်တဲ့စကားဟိတနဲ့ဒုက္ခဆိုတဲ့ဟိတကိုအကျိုးစီးပွားလို့ဆိုတော့တော်တော်များများဟိတဆိုတာအကျိုးလို့ထင်နေကြတယ်မဟုတ်ဘူးအကျိုးစီးပွားဆိုတာအကျိုးရဲ့စီးပွားဆိုတာအကြောင်းတရားပဲအကျိုးတရားတွေကိုပွားစည်းစေတတ်တယ်လို့ဆိုလိုတယ်စီးပွားဆိုတာအကျိုးတရားတွေကိုဖြစ်ပွားစေတယ်ဒီလိုပြောတာဟိတအကျိုးတရားတွေကိုဖြစ်ပွားစေတတ်တဲ့အကြောင်းတရားအဲ့ဒီအကြောင်းတရားကိုအခြေခံပြီးတော့မှဒုက္ခဆိုချမ်းသာမှုရဒုက္ခကိုတိုက်ရိုက်ပေးလို့မရဘူးနော်ပေးသမျှဒုက္ခမဟုတ်ဘူးအကြောင်းတရားသာပေးလို့ရတယ်မိဘကသားသမီးကိုချစ်တယ်ဆိုရင်ဘာပေးပေးဟိတကိုပဲပေးလို့ရတယ်ထောက်ကူပြုဖို့ပစ္စည်းတွေပေးလို့ရတယ်အဲ့ဒီပစ္စည်းကဒုက္ခမဟုတ်သေးဘူးအဲ့ဒီပစ္စည်းကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာမှုကဒုက္ခကိုချမ်းသာမှုကဒုက္ခပေးတာကအိုက်ဆာရတာဒုက္ခအကြောင်းနဲ့အကျိုးတွက်ကြည့်ဖို့ပြောတာနော်ပေးလို့ရတာဒုက္ခမဟုတ်ဘူးပစ္စည်းဥစ္စာပေးတယ်ပညာပေးတယ်ဒါမို့မြတ်စွာဘုရားကတရားတွေအတွက်ဆောင်ရွက်တယ်ဆိုတဲ့နေရာမှာဟိတေပဝတ္တနေနအာဟိတာသနေဝတ္တနေနတတ္တနံဘယံဟိန္တတိပုတရားတွေပေါ်မှာကြာရောက်တဲ့ဆင်းရဲဒုက္ခတွေကလွတ်မြောက်အောင်မြတ်စွာဘုရားကဒီဆွမ်းဆောင်ပေးတယ်ဆိုတာတခြားမဟုတ်ဘူးဟိတဆိုတဲ့ကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေနိုင်တဲ့ကုသိုလ်တရားတွေတရားတဏ္ဍာမှာဖြစ်အောင်လမ်းညွှန်မှုပြုတယ်အာဟိတသနေဝတ္တနေနဆိုးကျိုးတွေကိုပေးတဲ့အကုသိုလ်တရားတွေကရှောင်ရှားစေခြင်းဖြင့်ဆင်းရဲဒုက္ခကိုပယ်ရှားဖြစ်တယ်အဲ့တော့မလုံးတဲ့နာကိုရှောင်ဖို့နဲ့လုံးတဲ့နာလှုပ်ဖို့ဒီနှစ်ခုပဲပြောတာပဲဒါပဲအဲ့ဒါတရားတွေကတည်းနဲ့နှီးပဲလို့သူတို့နားလဲရမှာဖြစ်တယ်နော်ကိုသားသမီးကိုကိုကောင်းစားစေခြင်းလဲဒါမလုံးနဲ့ဒါလုံးဒါပဲပြောရမှာပဲလေမလုံးရဘူးဆိုတာမကောင်းတာမလုံးရမကောင်းတဲ့အဟုသူတွေဆွေးပြပြကြောင်းအလုပ်တွေမလုံးရဘူးကြီးပွားတိုးတက်မဲ့အလုပ်တွေကိုလုံးဒါအဟိတနဲ့ဟိတပဲနော်မြတ်စွာဘုရားလည်းအဲ့ဒီတိုင်းပဲဟောတာပါဒါကြောင့်မို့လောကမှာထင်ပေါ်ကျော်ကြားပြီးတိုးတက်ကြီးပွားခြင်းနဲ့ဆိုလို့ရှိရင်တဲ့ရှိတဲ့ရှိလိုက်တဲ့အရေးချင်းတွေကိုမြတ်စွာဘုရားဒီဓမ္မပရဒေသနာတော်မှာထုတ်ဖော်ဟောကြားခဲ့တာဖြစ်ပါတယ်နံပါတ်1ကဘာလို့ဆိုဥဋ္ဌာဏစိဖာဥစ္စာတိုးတက်ခြင်းနဲ့ဆိုရင်သူများတဲ့ပို့ပြီးတော့ကြိုးစားအထောက်မှုရှိရမယ်ဥဋ္ဌာဏဆိုတာအမြဲတမ်းတက်တက်ကြွကြွရှိနေတာလုံလဝိရိယကိုခေါ်တာဥဋ္ဌာဏဆိုတာနော်အမြဲတမ်းတက်ကြွနေရမယ်အမြဲတမ်းကြိုးစားရမယ်လို့ဆိုလို့
စာတတ်ဖို့ဆိုလဲကြိုးစားရတာပဲစီးပွားဥစ္စာရှာဖို့ဆိုလဲကြိုးစားအထက်တန်းရောက်ဖို့ဆိုလဲကြိုးစားနော်ကြိုးစားရမယ်နံပါတ်1အဲ့ဒီကြိုးစားဆိုတဲ့အခါမှာဘာတွေလိုအပ်တုံးဆိုတတိမတော်ကိုလုတ်ပြီဆိုရင်မင်းတတိရှိဖို့တော့လိုအပ်တယ်အနှုတ်ဖို့ဆိုလို့ရှိရင်ကိုကြိုးစားအထောက်မှုတွေတလွဲဖြစ်သွားနိုင်တယ်ပေါ့မြဲတမ်းတတိရှိနေဖို့လိုအပ်တယ်တတိနဲ့ကြိုးစားရအဲ့တော့ဝိရိယဆိုတဲ့အတိုင်းပဲဝိရိယတစ်ခုတည်းနဲ့ကောင်းကျိုးချမ်းသာခံစားနိုင်တာမဟုတ်ဘူးတတိရှိရမယ်ပညာရှိရမယ်ကြိုးစားအထောက်မှုရှိရမယ်ဒါစုံရမယ်သူကနော်တစ်ခုတည်းနဲ့ဘယ်ဟာမှလုပ်လို့မရသို့တော့ဥတီချက်နဲ့ပြောတဲ့အခါကြိုးစားလို့ပြောလိုက်တာဝိရိယကိုရှေ့တန်းတင်ပြီးတော့ပြောတာကြည့်လေလူရဲ့စွမ်းအား၅မျိုးဆိုတဲ့အထက်မှာတတ္တာဝိရိယတတိသမာဓိပညာဗလ၅တန်ခေါ်တယ်တတ္တဝိရိယတတိသမာဓိပညာဒါတွေအကုန်လုံးထိမ့်ညှိပြီးတော့ပေါင်းစည်းပြီးလုပ်လို့ရမယ်လို့ဆိုလို့ဒီအရေးချင်းတွေအလုံးလိုရတဲ့အရေးချင်းတွေကြီးပဲတခါတရံဝိရိယကိုရှေ့တန်းတင်ပြောမယ်တခါတရံပညာကိုရှေ့တန်းတင်ပြောတခါတရံတတ္တာကိုရှေ့တန်းတင်ပြောတခါတရံသမာဓိကိုရှေ့တန်းတင်သို့တော့ဒီ၅ခုစလုံးဟာပေါင်းစပ်ပြီးကြိုးစားရမှာဖြစ်တယ်ပေါ့လိုအပ်တဲ့အရေးချင်းတွေကိုထုတ်ပြထားတာဒါကို mental power လို့ခေါ်တယ်စိတ်ဆွမ်းအားတွေပဲဒါတွေကနော်တတ္တဗံဖြစ်ဖို့ရောက်အောင်လည်းဒီ power ကိုသုံးချတရားသူတရားမြတ်ရခြင်းနဲ့ဒီ power ကိုပဲသုံးချအဲ့ဒီ power တွေကိုအသုံးမချနိုင်လို့ရှိရင်ဘယ်မှမရောက်နိုင်လေမြန်ကြီးကကောင်းကင်ပြန်တက်တယ်ဆိုတာသူ့ရဲ့ power ကိုသုံးချရတာနော် power ကိုသုံးချတဲ့အခါမှာအင်ဂျင်နဲ့အင်ဂျင်ကိုလဲတဲ့လေယာဉ်စီနော်မောင်းတဲ့လူချက်ဆိုရင်ချက်ရဲ့ဒီလေအားလုံးကောင်းကင်မြန်ကိုကောင်းကင်ပေါ်မှာဒီလေးပင်နဲ့အရာကြီးတစ်ခုပြန်တက်သွားဖို့ဆိုတာပထဝီနဲ့အဘောကိုရှော့ချပြီးတော့တေဇောနဲ့ဝါယောကိုတိုးတက်အောင်လုပ်လိုက်ရင်ပြန်တက်သွားတာပဲဒါနော်ဓာတ်ကြီးလေးပါးနဲ့သွားတာပဲပြန်တက်သွားအဲ့ဒီဘောလိုပဲလူတွေကြီးပွားတိုးတက်ချင်လို့ရှင်တဏှာရှိရမယ်ဝိရိယရှိရမယ်တတိရှိရမယ်သမာဓိရှိရမယ်ပညာရှိရအဲ့ဒါတွေပေါင်းစပ်ပြီးလုံးလုံးသွားရင်လူတွေရဲ့စွမ်းရည်တတိကမြင့်မားလာတယ်လို့သူတို့ပြောတယ်ဒါကြောင့်စီးပွားဥစ္စာရှာပြီးတိုးတက်ချင်လို့ရှိရင်နံပါတ်1ဥဋ္ဌာဏဒီစူးစမ်းရမယ်စူးစမ်းတဲ့အခါမှာတတိမတော်တတိ mindfulness လို့ခေါ်တယ်တတိရှိရမယ်တတိနဲ့စူးစမ်းရမယ်လို့ဆိုတော့ဒါမှလမ်းကြောင်းမလွဲမှာဖြစ်တယ်နံပါတ်3ကျတော့အဲ့လိုစူးစမ်းပြီးတော့ဘဝမှာကိုလုပ်တဲ့အလုပ်တစ်ခုသူစိကမ္မမစင်ကြယ်မတန်ရှင်းတဲ့အလုပ်တွေမပါစေရဘူးစင်ကြယ်တန်ရှင်းတဲ့အလုပ်ရှိရဘာဖြစ်လို့လဲဆိုလို့ရှိရင်ကိုလုပ်တဲ့အလုပ်ဟာအကုသိုလ်ဒုစရိုက်တွေနဲ့ရောထွေးနေအကုသိုလ်ဒုစရိုက်တွေရဲ့အကျိုးကဆိုးကျိုးပဲဖြစ်မှာဒါကြောင့်မို့သူစိကမ္မတဲ့အပြစ်ကင်းရမယ်တန်ရှင်းရမယ်စင်ကြယ်ရတဲ့အလုပ်မျိုးလုပ်ရမယ်ဒီလိုဆိုလို့အဲ့တော့ကြိုးစားဆိုတဲ့အခါတတိလည်းထားရမယ်ကိုလုပ်တဲ့အလုပ်ဒီတန်ရှင်းဖြူစင်အပြစ်ကင်းစင်တဲ့အလုပ်လည်းဖြစ်ရမယ်နိတ္တမကာရိနောလှုပ်ပြီးဆိုတဲ့ကစဉ်းစားဆင်ခြင်ပြီးမှလှုပ်ပါအယံမလှုပ်ရဘူးလို့ဆိုလို့နိတ္တမဆိုတာဒါလို့ရင်မမဲအယောင်းဝယ်လှုပ်တာတောင်းပါပဲဒီပစ္စည်းကအရင်တလောက်ကြတယ်နော်ဘလောက်ရောင်းရင်ဘလောက်မြတ်မယ်ဘလောက်ကဘလောက်ကြမ်းမယ်အရင်ကဘလောက်ကုန်တယ်ဒါတွေကိုတွက်ချက်နိုင်ရမယ်အကုန်လုံးဆိုလိုတာနော်အဲ့ဒါလို့စီးပွားလှုပ်ဘာလှုပ်နိတ္တမကာရီဒီလောက်ကကျိုးဖြစ်တဲ့အလုပ်ဒီအလုပ်ကအကျိုးမဖြစ်တဲ့အလုပ်ဆိုတာဆင်ញင်သုံးသပ်ပြီးတော့မှလုပ်ရမယ်လို့သူတို့ဆိုလို့ဒါကမြတ်စွာဘုရားကရှိသင်ရှိလိုက်တဲ့အရေးချင်းလေးတွေကိုခေါင်းစဉ်တက်ပြီးတော့ပြောလိုက်တာနားလည်ရမှာအများကြီးပဲနောက်ကနော်